ကားမှာတော့ကျွန်တော်ဟိုစီနီယာမားတွေအားလုံးနဲ့ထဲကနေပြီးတော့တင်စရာတွေအများကြီးရခဲ့တဲ့ကြောင့်ကျွန်တော်တို့ကဒါပါဝင်ရတာပုံသက်နိုင်တယ်ဒါရုပ်ရှာဆောင်တာကြီးပါအဲ့တော့လည်းဟိုပါဝင်ရတယ်အရင်ပုံစံတွေနဲ့အဲ့တော့လည်းဒါကြိုင်ကြည့်ရတော့မှာဆိုရင်ပုံLGBT ကိုင်တာဘာလို့အဓိကထားပြီးရိုက်ကူးပြတယ်ပြီးတော့ကျွန်တော်ပတ်ဝန်းကျင်မှာရှိရဲ့အများစုသော LGBT တွေရဲ့ဘဝတွေကိုကျွန်တော်မြင်ခဲ့ရတာကြာပြီပေါ့အဲကြောင့်မို့ကိုနေတို့နဲ့ဒီကိုင်တာပုံပေါ်ဖြစ်ခဲ့တာသူ့ရဲ့သားဝင်နေရေးအတွက်လောက်တာဖြစ်တယ်။ဂိမ်းနေမဲ့သူ့ရဲ့မူသားပြူလို့ပြောရမှာပေါ့ဒီရဲ့ဘယ်လိုပြောရလဲအဓိကကတော့ PK ပေါ့နော် PK ကြောင့်ပေါ့ PK အကူညီတောင်းတယ်ပြီးတော့ဥဆွေပေါ့နော်ဥဆွေကလည်းဒါ PK ကိုဝင်ပြီးတော့အကူညီပေးပါဆိုပြီးတော့ဝင်ပြီးတော့အကူညီပေးပြတာဒီဇက်ကားကောင်းလဲကောင်းတယ်ဆိုတာနာမည်တွေလည်းထွက်နေရောလေကြည့်တဲ့ကားလေးလည်းကြည့်တဲ့ကားတကားလည်းဖြစ်တယ်ထင်လို့အားရကြည့်တာဒီကားကလည်းကိုယ့်အကိုဆရာကိုနေတစ်မျိုးစူးစမ်းမှုပုံစံပြောင်းထားမဲ့ပုံ presentation ဆိုတာကိုရိပ်မိတယ်